သာသနာတော်နှစ်2550ခုနှစ်ကောဇာသက္ကရာ1369ခုပြာသိုလပိကျော်တရက်2008ခုနှစ်တလပိုင်း23ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနကျောက်ပရောင်းမြို့မဟာစီတီကြီးဘုရားအောင်ဓမ္မယုံတော်ကြီး၌ကျောက်ပရောင်းမြို့နယ်ဂောဇကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားအမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးသာသနာရခိတအသင်းသူအသင်းသားများနှင့်တကွကျောက်ပရောင်းမြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောတတိယကြိမ်မိုးကုတ်ဝိပဿနာ9ညတာအထူးအလုပ်ပေးတရားပွဲပစ္စမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဒေါ်နွဲ့နွဲ့မောင်ဦးအေးမြင့်ဒေါ်ခင်ကြီးပလောင်ညွတ်မိသားစုရှိပြည်သားမြို့မရနေဦးမောင်ကြီးဒေါ်သန်းတင်မိသားစုကွေးပင်ရွာဒေါ်ရွှေစုမိသားစုကွေးပင်ရွာဦးတုတ်ဒေါ်ဝင်းစိန်မိသားစုလွတ်လပ်ရေးရပ်ကွက်ဦးတောက်ထွန်းမောင်ဒေါ်ခင်ဝင်းမိသားစုလွတ်လပ်ရေးရပ်ကွက်နှစ်ဖက်မိဘများအားအမှုထား၍ဦးနိုင်လင်းဒေါ်ဝါဝါမိသားစုသာယာအေးရပ်ကွက်ဦးငွေထွန်းဒေါ်ဝင်းကြိုင်မိသားစုအသီးသီးနှင့်တကွညောင်ဦးမြို့နယ်မကြီးစောက်ရွာမှတရားဓမ္မအပေါင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်မှန်ပါဗျာသစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရနာတရားယရနာသံဃာယရနာယရနာတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလာကိုအရင်တီးပြီးတော့ရရှိထားတဲ့လူဘဝခဏကလေးကိုတန်ဖိုးရှိအောင်အသုံးချကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မှန်ပါဗျာတတိယကြိမ်တရားပူဇော်ပွဲ9ညတာမှာဒီနေ့9ညပြည့်မြောက်တဲ့နေ့ဖြစ်သည့်အားလျော်စွာဦးဇင်းတို့ဆရာသမားများဘက်ကဝတ္တရားရှိသည်နဲ့အညီဒါနောက်ဆုံးနေ့ဆိုတော့မှားတန်းတရားလို့ဒီလိုဦးဇင်းတို့မှာအစဉ်လာတွေရှိပါတယ်အဲ့တော့ဒီဃာတော်မတွေနဲ့ဦးဇင်းတို့9ရက်တိုင်ပေါ့သင်ယူမှုပြသမှုနာယူမှတ်သားမှုတွေလုပ်လို့ဒီနေ့နေဋ္ဌိတံပ
ပြီးမြောက်တဲ့နေ့ကိုရောက်တော့မယ်အဲ့တော့မနေ့ပြန်ဆိုရင်ဒီမြို့နေနဲ့ခွဲမယ်ပေါ့လေခွဲတော့လည်းသိမဝေးပါဘူးဟိုဘက်6မြို့ကိုသွားသို့တော့ဦးဇင်းပြောချင်တာလေးကကြောက်ကြောင်မြို့ရဲ့အာနယ်ချက်တစ်ခုကိုမှီပြီးတော့ဦးဇင်းဒီနေ့အကောင်းဆုံးဖြစ်အောင်ဦးဇင်းဘက်ကတာဝန်ကြီးအောင်ဆုံးမပေးပါမယ်လို့ဒါဦးဇင်းဘက်ကပေးတဲ့ဂတိပေါ့လေနော်အဲ့တော့တရားကောင်းစဉ်ကတော့တန်ရာပဲရမယ်လို့ဒီလိုပေးထားတယ်နော်ဗာလဲဒါလေးပြောချင်တာတန်ရာပဲရမယ်ဆိုတဲ့ကောင်းစဉ်ပေးပြတာတကြောင်ပေါ့အခုတို့ယောဂီတွေအားလုံးကိုဦးဇင်းကသာသနာတော်ကြီးသည်ကွယ်လူကွယ်ကင်းအနေအထားကိုရောက်နေတယ်ဆိုတာပညာရှိသောမျက်လုံးနဲ့ကြည့်သောသူတွေမြင်ကြပါလိမ့်မယ်သာသနာဘာကြောင့်ဆုပ်ယုပ်ပြက်ပြားကွယ်လူလူရောက်ရပါသလဲမေးသာသနာနဲ့ထိုက်တန်တဲ့အမှုအကျင့်တွေထိုက်တန်တဲ့ကျင့်စဉ်တွေကင်းကွာသွားကြလို့အဲ့တော့တန်ဖိုးရှိတာကိုရကြရင်ထိုက်တန်တဲ့ယဉ်နီးမှုတော့ရှိရမယုံမလွန်တဲ့ကြိုးစားမှုလည်းရှိရကြိုးစားမှုမရှိဘဲနဲ့အချောင်ရကြရင်တော့ခြောက်တာပဲရမှာပေါ့ရှင်းသလားရှင်းပါဗျာအဲ့တော့ဦးဇင်းကတခုကလေးဒီနေ့လက်ပြန်ဆရာတော်ကြီးဒီလိုဆရာတော်ကြီးတရားပွဲရှိပါတယ်အဲ့ဒီမှာတို့တရားဓမ္မတွေသက်သိလေးထူပေးစေခြင်းကြောက်ကြောင်ပရိသတ်ကတရားနာပရိသတ်ထဲမှာတော့အမျိုးမျိုးအနေနဲ့တနိုင်ငံလုံးလှည့်လာတာအညံ့ဆုံးဦးဇင်းဒီမျိုးရဲ့အတင်းကိုတခြားမျိုးရောက်မှပြောတာများပါတယ်သို့တော့အခုတဲ့ပြောတာဘာလို့လဲဆိုတော့မဖြစ်တော့လို့ဓမ္မဂရိကဆရာတော်ပလင်မော်ရောက်သည့်ထိတောင်မှစကားသံမတိတ်သေးဘူးတရားဟောတော့မဲ့အချိန်တောင်ကွက်စီလှုပ်တော့နော်အမတန်စိတ်ပြည့်ဖို့ကောင်းတယ်ဒီပိဋကအဲ့ဒါဘာလဲဆိုတော့သာသနာနဲ့မထိုက်တာသာသနာတော်ကြီးဟာအခုပြောကြတယ်နိုင်ငံခြားသာသနာပြုနိုင်ငံခြားသာသနာပြုဟိုနိုင်ငံခြားဆိုတဲ့ပုဂ္ဂိုလ်ကဟောလေနိုင်ငံအသီးသီးကဥဒ္ဒနဂျာမနီကဘုန်းတော်ကြီးတွေဩစတြေးလျဆွစ်ဇာလန်တန်ဃာတော်တွေနဲ့ဦးဇင်းတို့အတူတရားအထုတ်ဖူးတယ်အဲ့တော့ဗမာတန်ဃာတော်တွေကမောင်းခောက်ပြီး10မိနစ်15မိနစ်လောက်နောက်ကျအချိန်ဆွဲပြီးမှလာကြဟိုပုဂ္ဂိုလ်တွေကဒီမိနစ်ဒီအချိန်မှာဒီနေရာရောက်ရမယ်ဆိုဒီနေရာကိုဒီခြေလမ်းနဲ့ရောက်လာတယ်သိတိကျအလူတစ်ခုပေးတယ်ဦးဇင်းတို့ပြန်ကနေမှစခန်းကထွက်တော့မယ်ဆိုတော့ကိုတက်နိုင်သလောက်လိုက်လှူတယ်အလူမခံဘာကြောင့်လဲဆိုတော့ဦးဇင်းလှူတဲ့ပစ္စည်းဟာသူတို့အတွက်မလိုလို့တဲ့ဆရာမှာထားတဲ့လိုတာပဲယူတဲ့ဗမာဘုန်းကြီးတွေက4-5ခုလိုက်တောင်းတယ်သူတို့မယူငါပေးပါမရှက်ဘူးနော်အဲ့ဒီမှာဦးဇင်းတို့စိတ်ဓာတ်တွေမထိုက်တန်တော့ဘူးနော်ဒီတိုင်းပဲဆက်သွားရင်တော့ဒုလက်ထဲမှာသာသနာမတည်နိုင်တော့ဒါလေးကိုမြင်လို့ဦးဇင်းတဲ့ပြောရတယ်လို့အားလုံးနားလည်ပေးပါနော်အဲ့တော့ဦးဇင်းတို့သာသနာပြုရတဲ့နေရာမှာထိုက်တန်တဲ့အရင်အနည်းတော့ပေးရပါလိမ့်မယ်အဲ့တော့ဦးဇင်းတစ်ခုတောင်းပါညင်ပါတယ်ဒီ9ရက်အတွင်းမှာဦးဇင်းတရားဓမ္မတွေနဲ့သာသနာတော်အရေးကိုရှေ့ရှုပြီးတော့ဦးဇင်းပြောခဲ့ဟောခဲ့ပြုစုပြောထောင်ခဲ့တဲ့နေရာမှာဦးဇင်းရဲ့ကာယကံဝစီကံမနောကံနဲ့တကွအခုသာသနာပြုပဲညီနောင်တွေဖြစ်တဲ့သာသနာရခိတအသင်းကြီးတို့ရဲ့အသင်းသူသင်သားညီတော်နောင်တော်တွေဦးဇင်းရဲ့မိဂရာဝုံမိသားစုညီတော်နောင်တော်တွေရဲ့ကာယကံဝစီကံမနောကံအပြစ်တစုံတရားများယောဂီတို့စိတ်တိုင်းမကြတာရှိခဲ့ရင်အာလုံးသီးခံခွင့်လို့ပေးပါလို့ဦးဇင်းကဒီပလင်ဘောကနေပဲအာလုံးကိုတောင်းပါပါတယ်နော်အာလုံးခွင့်လို့နိုင်ပါသလားခင်ဗျာခွင့်လို့တယ်ဆိုတဲ့စကားလေးကြားပြရစီဟဲ့လားအကျွေးထပ်တင်နေမှာဆိုလို့နော်လွတ်လို့မလွတ်လို့လွတ်လိုက်ကြတော့နော်ဟမ်ဒါမှပြောရင်ပြောလို့ရမှာဟုတ်ဟမ်အာလုံးခွင့်လို့နိုင်သလားဥစဉ်ဘက်ကလည်းယောဂီတို့အားလုံးကိုသာသနာရခိတအသင်းသူအသင်းသားနဲ့တကွဥစဉ်ဝေယဝဆပြုသူတွေကမပြုသူတွေကအားလုံးဥစဉ်ပေါ်မှာကာယကံဝစီကံမနောကံဘယ်လိုပင်ပြစ်မှားထားပါစေဘယ်ပုံစံပြစ်မှားသီးခံခွင့်လွတ်ပါတယ်လို့ဒီနေရာကပဲသင်ပုံရှိပါတယ်ဟုတ်ပြီလားအဲ့တော့လည်းပြန်
ဆရာတော်ကြီးတရားပွဲလဲတော်ကောင်းတို့သွားကြလိုက်ဦးမယ်သွားတဲ့ခါကျရင်အကောင်းဆုံးသာသနာပြုနည်းလေးနဲ့တရားဟောနေရကိုတရားဟောမဲ့ဓမ္မဌာနကိုရောက်တာနဲ့ဘာစကားမှမပြောဘဲနဲ့သာသနာကိုစောင့်ရှောက်ပေးကြပါလို့ဦးဇင်းမေတ္တာရက်ခံခဲ့ပါတယ်ဆရာတော်ကြီးတို့နဲ့ဦးဇင်းတို့ကမကြားဒီလိုစုံကြီးစမ်းကြီးတွေးကြပါတယ်နားထောင်မယ်ပေါ့လေသတင်းကိုနော်တန်ညာပဲရမှာနော်ရှင်းလားရှင်းပါဗျာသဘောကိုပေါက်သလားပေါက်ပါဗျာမိမိကထိုက်တန်တဲ့အရင်ဒီပေးဆက်မှတန်ဖိုးရှိတာကိုတနိုင်ငံသာသနာပြုအဲ့ဒါတွေပြောကြတော့ဦးဇင်းကိုဒီမလားကဩစတြေးလျအမေရိကန်ပေါ့လေနိုင်ငံလမ်းပင်တော့ရှင်ဗျာဒီလိုနိုင်ငံကိုကြွပေးပါဆိုတော့ဟာနိုင်ငံဆိုပါလားခါတိုင်းကမြို့နဲ့ရွာပဲငါပင်လားနော်ခုနိုင်ငံလို့ပြောတော့ဘယ်နိုင်ငံတော့ကြွလို့ဆိုတော့ဩစတြေးလျပါဖျားတယ်တယောက်ကလည်းအမေရိကန်ဆွစ်ဇာလန်ကပါဆန်ဖရန်စစ္စကိုကပါတယ်ဆိုတော့အဲ့ဒါကြွပေးပါမကြွနိုင်ဘူးနောက်နေ့မကြွဘူးကွာဟာရှင်ဗျာဘယ်လိုကြီးတော့မရတဲ့နော်ခြားသောပုဂ္ဂိုလ်တွေဆိုရင်တပည့်တော်တို့ဘယ်နေ့ဘယ်ရက်ငါတော့ချက်ချင်းမဖြစ်နိုင်ဘူးဒီလိုရှင်ဗျာဒီနေ့လည်းမဖြစ်နိုင်ဘူးနောက်နေ့လည်းမဖြစ်နိုင်ဘူးဆိုတော့ဘယ်လိုသဘောလဲတဲ့ငါနိုင်ငံတည်းကသာသနာပြတ်တော့မယ်ကွာလို့အဲ့တော့ငါအတ္တကြောင့်တော့မဟုတ်ဘူးလို့အမြင့်ချောက်သွားရင်တော့ဒီအပင်ဘလို့မှမဆိုနိုင်ဘူးဟဲ့လို့အဲ့တော့အမြင့်မချောက်အောင်ငါတာဝန်ယူအောင်မယ်ဘယ်မှမသွားသေးဘူးကွာလို့ရှင်းလားရှင်းပါပါဒီစကားကိုလည်းဥစဉ်ဂုံယူခြင်းလို့ပြောတာမဟုတ်ပါဘူးဒါဂုံယူစကားလည်းမဟုတ်ပါဘူးကိုပေါင်းကိုလန်ထောင်းရတယ်လို့ပဲအမှန်တန်ရှက်စရာကောင်းပါတယ်အဲ့တော့ကြောက်ပြောင်းမျိုးလူမျိုးသားတွေသာသနာကိုချီးမြှောက်ကြတဲ့အနေနဲ့တရားတော်ကိုတက်တက်ကြွကြွလာယူကြတာဥစဉ်အများကြီးကျေးဇူးတင်တယ်သာဓုလည်းခေါ်သို့တော့စီကံသေဝတ်မှုအပိုင်းကိုအလုံးကူညီပြီးတော့နော်သာသနာတော်ကိုစောင့်ရှောက်ပါအောင်ဆိုတာလေဒါလေးမှားခြင်းတယ်မှန်ပါဗျာရှင်းသလားရှင်းပါဗျာပြောတဲ့နေရာသိခံစိတ်ခွန်းလို့စိတ်မနေ့ကလည်းပြောခဲ့ပါပြီအရေးကြီးတဲ့တရားပါပဲဗါတယ်လေနှစ်ဖက်မြင်အောင်ကြည့်ပေးပါအဲ့တော့ဒီနေ့တော့နောက်ဆုံးမှားရန်တော့တန်ရာပဲရမယ်အဲ့ဒါလေးနော်ကိုယ်ထဲကလက်လွတ်လိုက်ရပြီဆိုတော့ငါတို့နဲ့သာသနာနဲ့မထိုက်တန်တော့လို့ဒီလိုသာမှတ်ကြပြီတော့နော်အဲ့တော့အဆုံးရှုံးခံကြမလားရအောင်ထိမ့်မလားဖြေခါဘိုးဘွားလက်ထက်ကလျင်ရှိသည့်တကိုးထမညိုးဖို့ငါတို့ကရှားတာမဟုတ်ဘူးသူများရှားပွေစိုက်ပြိုးပြီးသားအပင်လေးကိုမချောက်အောင်ရေလောင်းရတာဒါမှမဆောင်ရှောက်နိုင်ဘူးဆိုရင်ဘယ်သူညံ့တယ်လဲရှင်းသလားရှင်းပါပါဘယ်သူမပြုမိမိမှုပါအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤသာသနာသည်ဦးဇင်းတို့တော်ကောင်းတို့အတွက်တန်ဖိုးရှိမရှိရှိပါပါအဲ့တော့ထိုက်တန်ဖိုးရှိတဲ့သာသနာကိုတန်ဖိုးရှိတဲ့လူတွေနဲ့မှသာဘာဖြစ်လဲထိုက်တန်ပါလေယရနာဆိုတာထိုက်သူမှစံရရှင်းသလားရှင်းပါပါဒီပြောလို့ရင်းလေးကိုအလုံးနားလဲသလားအေးအဲ့တော့တခုကလေးပေါ့ကျန်တာတွေနောက်ရှင်ဖျားတရားဓမ္မတွေဒါတွေပြင်းနေကြရင်နောက်လိုအပ်တာလေးတွေတကွက်ချင်းအကြောင်းညီညွတ်ရင်ထောက်ပြပေးပါအဲ့တော့အခုတော့အရေးကြီးဆုံးပြင်ရမှာအဲ့ဒီတခုဒါလေးကိုဦးဇင်းတို့မနေ့ပြန်သတင်းနားထောင်နေသဘောပါသလားအားလုံးကိုဦးဇင်းမှာပလင်မော်ရောက်နေပြီတရားဟောတော့မဲ့အချိန်သီလပေးပြီးပြီစကားတမ်းမသိသေးဘူးဦးဇင်းရောက်ရအရာမှာအဲ့ဒီအတန်မတိတ်ရင်မဟောဘူးရက်ဆောင်နေဒါပေမဲ့ကြောင်ပလောင်ပိသကိုတော့သဘောပေါက်တယ်ရက်ဆောင်နေလဲသူတို့တဏှာကြီးဆောင်တဏှာကြီးလုံးပြောမှာပဲနော်အဲ့တော့ငါအကျိုးမရှိနိုင်ဘူးဆိုပြီးတော့ဒါစက်တိုက်ပြောရတာနော်အဲ့တော့ငါတို့ကွာဘုန်းကြီးကထင်သေးရလေခြင်းလို့ခံမျိုးစိတ်ကလေးနဲ့ကြိုးစားရင်ကိုကျင့်တတ်ပါပြီရှင်းသလားရှင်းပါပါမကျင့်တတ်လို့ဘယ်သူတွေမကျင့်တတ်တာကိုမှလည်းဥဒုမင်္ဂလာဂရုစိုက်လို့မရှိပါဘူးဘာဖြစ်လို့ဆိုတော့အမှန်ကိုပြောအမှန်ကိုလုပ်နေသူအတွက်မကျင့်တတ်သူမကြိုက်သူမနစ်သက်သူများတယ်ဆိုတာလည်းသဘောပေါက်တယ်အဲ့တော့ဘယ်သူတွေရန်လို့တို့ကောင်းရာကောင်းကျိုးနဲ့အမျိုးဘာသာသာသနာအတွက်ဆိုရင်အသက်ပင်ပေးပြီးသားဖြစ်တဲ့အတွက်ဘာကိုမှဂရုစိုက်လိုက်မယ်မဟုတ်ပြောစရာရှိတာတော့ပြောရမှာရှင်းသလားရှင်းပါဗျာကောင်းပြီအဲ့ဒါလေးကိုဦးဇင်းတို့ဒီနေ့ဝတ္ထုသက်သေလေးနဲ့ပြောပေးမှဖြစ်ပါတယ်အဲ့တော့မြန်မာလူမျိုးတို့သည်ဦးဇင်းတို့ခဏပြောသလိုပဲအမတန်ပြင်းတဲ့အချောင်ကျိတ်
အချောင်ကြိုက်ကြတဲ့အတွက်ဖြတ်လန်းနည်းကိုကြိုက်တော့ဇီဝရေးကစလောဘကြီးဖြတ်လန်းကြိုက်တော့လွယ်မာသောကိုယ်ွယ်မှုတွေများစွာသူတော်ကောင်းတို့ဘာသာသာသနာထဲမှာရောရှက်ဖြစ်စည်းခံနေရတယ်ဆိုတာမသိကြဘူးလားသိပါပါဘူးဟေးတခုခုလို့တော့မရေဟာသာပြသရာရွေးပြီဆိုရင်ဒါဗျမနရဲ့နှောက်ယှက်ခြင်းခံရပြီဘုရားကပြောထားခဲ့တာသုနခတံသုမင်္ဂလံသုဘဘာတံသုဟုတ်တိတံသုခနောသုမှုဟုတ်တော်စသုယိတ်ထံမြမစာရိတုပြောခဲ့တာမရှိဘူးလားသိပါပါဘူးသာဘူးလားအဲ့ဒါဟေးသုနခတံသုမင်္ဂလံသုဘဘာတံသုဟုတ်တိတံသုခနောသုမှုဟုတ်တော်စသုယိတ်ထံမြမစာရိတုကောင်းသောနတ်ခတ်နဲ့ကြုံခြင်းနော်ကောင်းသောမင်္ဂလာနဲ့ပြည့်စုံခြင်းဆိုတာတခြားမဟုတ်ဘူးကွာတဲ့ဘယ်ချိန်ဟာကောင်းသောနတ်ခတ်နဲ့ရှင်တယ်လဲဆိုရင်မင်းတို့ကောင်းတာလုပ်နေတဲ့အချိန်ကောင်းတာလုပ်နေတဲ့ခန္ဓာကလေးကကောင်းသောနတ်ခတ်ကောင်းသောမင်္ဂလာကောင်းသောအချိန်ပဲကုသိုလ်လုပ်တဲ့အချိန်ကကောင်းတဲ့အချိန်ပဲကွာရှင်းသလားဒါဖြင့်အကုသိုလ်လုပ်တဲ့အချိန်ဟာဂျိုသောနတ်ခတ်နဲ့ဆိုင်သလားဒုသုမင်္ဂလာကလည်းအပြတ်ပဲပြောပါတယ်ဘာမှမဆိုင်ပါဘူးရှင်းလားရေရသာပြသနာသစနေတနင်္ဂနွေတနင်္လာကစလူတွေသတ်မှတ်ထားတာပဲငါဘယင်မဖြစ်သေးလို့ဘယင်ဖြစ်ပြင်းနေရှင်းလားတနင်္လာမဟုတ်ဘူးကွာဆိုလည်းပြီးသွားတာပဲတို့မြန်မာနိုင်ငံတကြံကြီးလို့ပေါ့နော်အဲ့တော့ဟိုဒေါ်လာကောင်စီဆိုရမတက်ခင်ကမြန်မာနိုင်ငံရဲ့သကြံကပုံနာပေးတဲ့ရက်ကြဟုတ်ပြီနော်ပုံနာတွေကဘယ်နှခတ်နဲ့ဘယ်နှခတ်ရှင်ဆိုသူတို့ကလည်းသူတို့ပွဲလွတ်တဲ့ရက်ကိုချိန်ပေးတာပဲပုံတစ်ခုပုံနှညိုဆိုတဲ့ရှင်မင်းအကြံပေးတွေကဒါကြက်စားခဲ့တာဘူးဗျအဲ့တော့ဘယ်နှခတ်နဲ့ဘယ်နှခတ်နဲ့ရှင်ဘာလို့ဆိုတော့ဒီလိုဒေါ်လာကောင်စီတက်ပြီးတဲ့နောက်ပိုင်းကျတော့ဘာလို့ဆိုဧပြီ23ဆိုတာမတ်လမှာဘတ်ဂျက်ပိတ်မယ်နော်အဲ့တော့ဧပြီMarch April ဆိုတော့ March လမှာ budget ပိတ်ပြီးရင်အစိုးရကအဲ့ဒီအချိန်မှာနည်းနည်းဝန်ထမ်းတွေနည်းနည်းနားသွားပြီအဲ့ဒီနားတဲ့အချိန်နဲ့ကျုံအားလုံးအဆင်ပြေအောင်ဆိုပြီး April 13ပေါ့အင်္ဂလိပ်လို April 73မှာတကြံကျိုးရမယ်ကွာလို့ပြောတော့ပုံသားတွေအဲ့ရက်နဲ့ကိုက်အောင်နက်ခတ်တွေအကုန်ရှင်တော့ရှင်းလားအဲ့ဒါပဲအဲ့ဒီရက်တရားမင်းလည်းသွားသဝန်လာပို့ပေါ့လေမင်းဆင်းကျင်ဆင်းမဆင်းကျင်နေငါတို့တော့ဆင်းပြီနော်ကိုင်ရင်ကိုင်လာခဲ့ဆိုလက်ထဲဟိုဟာတွေထည့်ပေးဒါတွေထည့်ပေးပေါ့နော်ချောက်လို့တာဘာမှမဟုတ်အဲ့ဒီမှာတဲ့နောက်တာစားတဲ့ပုဂ္ဂိုလ်ပေါ့ဆိုတော့တာစားတဲ့နေဆိုတာဘာလို့ဆိုတော့အဲ့ဒီနေနတ်သားနတ်သမီးတွေကဘာလို့ရလဲမြမကြီးဥကောင်းကိုကန်ရတာတဲ့နော်အဲတောက်ကြသားတာစားရင်အိမ်မှာတောက်ကြသား3ယောက်ဆိုရှိတော့အတာအိုးက3အိုးထိုးပေါ့လေနော်ဒီလိုလေးတွေလောက်ကြအဲဥစဉ်မေးကြည့်တယ်အဲ့မြမကြီးဥကောင်းကဘာလို့တာလို့ဆိုတော့ကင်ထားတာတနစ်ကိုတနေ့သားပြောင်းကင်ရတယ်တဲ့နော်ဒီပုံသားများမဟုတ်မဟာလှုပ်ဆက်ခင်းပုံပြောပါတယ်နော်ညီကြီးပေါ်ချရင်မီးလောင်သွားမှာနော်ကဘာကြီးပြက်မီးလောင်သွားလိမ့်မယ်ရေထဲချရင်ရေခမ်းသွားမှာဒါဖြင့်ကင်ထားတဲ့လူဘာမှမဖြစ်ဘူးလားအဖေကတစ်ချက်သေးပဲအုံတော့မရှိကြဘူးဆိုတာအဲ့ဒါပြောတာဟမ်ညီကြီးဆိုတာပထဝီကင်ထားတဲ့လူကပထဝီမပါဘူးလားဟိုမြေကြီးကြမီးလောင်ပြီးကင်တဲ့လူဘာလို့မလောင်တယ်လဲရှင်းလားအဲ့ဒါပဲပုံနာများမဟုတ်မှတော့လှုပ်ဆက်ကတော့မဟုတ်တရုတ်နဲ့မဟုတ်ကလားပေါ့လေနော်ဒီလိုပြောပြန်တော့လေတရုတ်နဲ့ကလားတွေမကြည်နပ်ဘူးဖြစ်ပြန်တော့မယ်အဲ့တော့ဗမာလည်းမဟုတ်ပါဘူးလို့ပြောရမှာပေါ့လေရှင်းသလားလူမျိုးကအဓိကလားစိတ်ဓာတ်ကအဓိကလားအကျင့်တရားပေါ့လေအသိဉာဏ်ကင်းမဲ့ဆိုတော့မြန်မာလူမျိုးတွေဥစဉ်ကယူကြုံရမရဖြစ်တယ်ဆိုတာအမှန်တန်ဖို့တန်တဲ့ဘုရားသာသနာတော်ကြီးလက်ဝယ်မှာရှေးကဘိုးဘွားတွေကအကုန်လုံးတာဝန်ကြည်ခဲ့ပါရဲ့နဲ့အချောင်ကြိုက်တော့အချောင်လိုက်တော့အချောင်နဲ့တန်တယ်အချောင်မရရှင်းလားရှင်းပါဗျာဘိုးအောင်ဘိုးမင်းကောင်ဒါသူတို့ဘာလို့ကြိုက်တယ်ဆိုပုံမြင်တဲ့ဇက်လိုက်ကြီးတွေနဆတိုးတာဟာလေဗမာတကူပါဗျတလုံးဖြက်ပြန်တော့ဗါတဲ့ပုံမြင်တဲ့ဇက်လိုက်ကြီးရှင်းလားနဆတိုးတာကဗမာတကူမဟုတ်ဘူးခင်ဗျဓမ္မတကူဟိုဒီနေ့တရားပွဲပြီးရင်ခင်ဗျားတို့ရေစက်ချပြီးဘာလို့မလဲအမြဝယ်ပြုခဲ့သမျှကုသိုလ်တွေကိုဘာလို့ပါအမြဝယ်လိုက်တော့ကိုယ်ကုသိုလ်တွေရော့သွားသလားနဆတိုးလာတယ်လောက်တာရဲ့နှစ်ပြန်ရတယ်အဲ့ဒါဓမ္မတကူရှင်းလားအဲ့ဒါကိုရော့ကျိတ်လိုက်ဘာသာကျိတ်လိုက်တဲ့တော့တခြားဘာသာကြားတွေဒုစကားတွေယူသုံးသလိုပေါ့လေအခု
Eri Tadana Bieti Tadana doing at the Gadigu, Matamaya, you don't be all Ludigo Flesan. What is it? Najada Pion, low women, so we go hard go mother, a changing Kaya, baby. Shenala, Erale, Aron, she did have it. Jinadana Zaka Pautaka, shall your lega, ye chegan and bay, your lubio. Eh? Shenai Era Babilon, a chow jailo, a chow never do it. Jinadana Era Tanya Bayam. Shina Mathan on this ago. Have you there? So, we're going to move over by the yogi, the Biodru. To your art only that sending she, we are Sangani, she, Bama, go to the Babu. Valumuturo Tanya Bayamabo. The metaphor, we are the Ubiazo. The metaphor, Yalo, Ongo, Milo. Bamato, the Lubo, local of Yamali. Shinla, the Bobo Powder Light. Baby, no, Buddha, yes, so much, Loki to so much, logo to so much. Tanya Bayame. The Nangalum body, Yojanava, Javra, on me, Biove, Tiguia, the Nangalum Jamava. The Nangalum of Biore Zagalu with Maba. No? Tanya Baya. Buddha so mariha. Logi go, logo go. Pies on so mother. Now, Pama would shout there, Maluro. I can logo to that papa here. Logi to Mamadonda. Shilla. Logi Madonda even and logo to that. Benine Mamayana. Loga Lomio goes to a Loga John D. Maria. Shindra Tanya Suraba Kore Tanya Sura the watch your Romadi than dear. No? Tanya Sura Lenida, Tandara, Woda Sura. I don't leave your head. Woda Sura Lene. Yubaga Lenga Bobia. Later that the one Naku, Tatu Buta. Daniyagale, later. What surale? Ele leba chen the bogo, Madi Vene, Lumio chen the Bosura. Shira. The Bogo Jadana. Titan, a yeni, Pesamu, Machivene, Tamushira, Yana Muro. Era Boda is so much Dambo Shimichi. Shivare, Titan on Chinyaba. Chinadana. Arena Patabi, what will lead about Yogame, go and go with Yuja. It about Padesa, the Moba, did now, Martina, they will. Kala, did or GB, a low near no? Padesa, the Moba, Canale, and they didn't need the rest for the Nata, no? Get call me, bomb it. Gazaviation Goromaji, shitting Galama, Lalu Dai, Bolly, Lalu Dai, so it does so Kabat, Kalu Dai do the mat. No? Yahani Galu Dai Sorashi. Yahani Budure. Galu Dai, Samara Lalu Dai look Sure. Had lots of Divi. Had a door, Tipoema, Biolu on Nanza, don't like Bale. Galu Dai. Hobino? Galu Dai, Yahani. Eri Yahani Ga, Bale Sura, to account a Madan check. Bale? Hello. Navati Muma Soda Gondari Alemia Volley. Another way in the day Ingo the Ningaya. Vidaka Ingo Ngaya. And Kodala Mini Nano Relebia de Ngaya, a Didi Volley. Todo Leve, Zedon Jowned and go, Boba Unibari Baba Devu. Zedon Jowned and Langa the Dangi. Hello, Eddie Harry go, Lay Bido, Sayitan Net, Mecha Bido, Duana. Era Vega Adua Benare Banababo. Vega Mangala Benare Banababo, no? As I did be any very good. So ye done Jonchin Yahandabago, Piaga, Miran Kantar. Any Jonchin Ebogo got tasting wa like, not Tewa alike.
တင်းတော်ရမဲချပြီးတော့လွတ်အရှင်ဘုရားတို့မနေ့ပြန်ဘယ်အိမ်ကိုစွန်းစားကြော်ပြပါအရှင်ဘုရားတို့ကဘယ်အိမ်ကိုကြော်ပြပါဟောအဲ့ဒီမှာကျမ်းနိုင်တဲ့လူတထေးတကြွယ်နဲ့တရားထက်သူတို့ဆွမ်းကဟင်းကောင်းဟင်းမြတ်တွေနဲ့ခဲပွဲတွေနဲ့ကောင်းကောင်းရတဲ့အိမ်တွေလည်းရှိသလိုနော်ဖြစ်သလိုကတ်ရတဲ့အိမ်တွေလည်းရှိအဲ့ဒီမှာဒီလာကာလုဒ္ဒယီမထေရကတခါတလေတော့လည်းကောင်းကောင်းစားရတယ်ပေါ့နော်တခါတလေကျတော့လည်းအစင်မပြေချင်းပေါင်းဟင်းနဲ့လည်းတွေ့လာတာပေါ့နော်အဲ့ဒါလိုတွေ့လာတော့ကာလုဒ္ဒယီကတော့မကြည်နပ်ဘူးဟင်းမကောင်းတဲ့ဆင်းရဲသားအိမ်ကြပြီဆိုရင် तू အဲ့စေးရံမဲချတဲ့ကိုတော့ဂျိုလို့နော်ဘုရားလက်ထက်ကနော်အလကားကောင်ဘာတွေလျှောက်လို့လည်းမသိဘူးအဲ့လက်ထက်ကဘုရားလက်ထက်ကနော်အလကားကောင်ဘာတွေလျှောက်လို့လည်းမသိဘူးလှုပ်တယ်အဲ့ရန်လှုပ်ပြီးတော့ तू မသွားခြင်းနဲ့သွားပေါ်လေအဲ့ဒါနောက်တော့ तू သီးမခံနိုင်တော့ဘူးမကောင်းတဲ့အိမ်ကများလာဆိုတော့ ဝါငယ်ပဲရှိသေးတာကိုဗျသက်သာကြီးနေတာသင်္ကန်းဝတ်တာနောက်မှဝတ်တော့ဝါငယ်တို့သွားရမယ်နေရပဲသွားပေါ့ထိုက်တန်ရပဲရမှာပေါ့ဟမ်အဲ့ဒါကို तू မကျေနပ်ဘူးမကျေနပ်တော့ဘာလို့လို့ဆိုတော့ခတ်တီတွေပဲအာနာတက်သိမ့်သွားစေရတာမင်းတယောက်တည်းလှုပ်တတ်တာမဟုတ်ငါလှုပ်မယ်ဖဲဆိုဟိုတော့ဆွဲထုတ်ပြီးတော့ तू လှုပ်နော်ဒီလိုလည်းရှိသေးတယ်စေရတာမင်းတယောက်တည်းလှုပ်တတ်တာမဟုတ်ငါလှုပ်မယ်ဖဲဆိုဟိုတော့ဆွဲထုတ်ပြီးတော့ तू လှုပ်နော်ဒီလိုလည်းရှိသေးတယ်ဘုရားလက်ထက်ကနော်ယာရုလူတာပေါ့ထိုင်ကုန်လူအဲ့ဒါနဲ့ဟိုကိုတော့ပဲပေးလိုက်တဲ့ဟိုဘုန်းကြီးဟိုရဟန်းကလည်းဘုရားခိုင်းလို့သာလုပ်ရတာကိုအဲ့ဒါအမတန်တာဝန်ကြီးတဲ့ကိစ္စတွေအဲ့ဒါလူမုံများတဲ့ကိစ္စတွေပေါ့အဲ့ဒါသူပဲပေးလိုက်တော့ကာလုဒ္ဒယီလုပ်ပါတယ်ရဟန်းတွေဒီတိုင်းပဲကြည့်နေတယ်အဲ့ဒါကာလုဒ္ဒယီကြတော့သူလှုပ်ဖူးကင်ဖူးတဲ့ကျွမ်းကျင်တဲ့အလုပ်မဟုတ်တော့ထေစင်ဝါစင်တွေလည်းသူမသိဘူးဘယ်သူကကြီးကျယ်မြင့်မြတ်သူဘယ်သူကပုံပြီးတော့တန်ဖိုးရှိသူဆိုတာလည်းမသိဘူးဝါကြီးဝါငယ်ဒါလေးသူမသိဘူးနောက်ပြီးတော့တန်ခါအများအနဲ့ဒါလည်းသူသဘောမပေါက်အဲ့တော့သူဘာလို့ရလို့မသားစီခဲနဲ့ဒါတစုနော်အနေအုပ်စုကကျတော့မြေကြီးပေါ့နော်ဟာနှိမ့်တဲ့လူကျတော့အောက်မြင့်တဲ့လူကျအပေါ်သူကဒါလို့ရှောက်လှုပ်တာပေါ့ဗျာခဲချရတယ်ကြီးပဲအကုန်လုံးအဲ့ဒါနဲ့သူကအဲ့လိုလှုပ်တော့ဒီစီမံပုံမျိုးနဲ့တော့သဟတရဖြစ်ပါမလားသူရောကျွမ်းကျင်သလားသူနဲ့ရောအဲ့ဒီနေရာထိုက်တန်သလားထိုက်တန်လို့ခန့်အပ်လို့အများအနည်းနဲ့တာဝန်မဟုတ်ဘဲနဲ့သူကသူဇွတ်ယူထားတာဥစ္စာအဲ့တော့ကသောင်းကသိန်းနဲ့စီးပွားရေးလည်းမနိုင်လူမှုရေးလည်းမနိုင်ပညာရေးလည်းမနိုင်ဒီလိုဖြစ်တာလိုမျိုးပေါ့ဗျာဟုတ်လားဘာရဏတိပြောပါတယ်ရှင်းလားဟုတ်လားအုတ်ချုပ်ရေးကစီးပွားရေးလည်းဝန်ဆက်ပွဲပညာရေးလည်းဝန်ဆက်ပွဲကျန်းမာရေးလည်းဝန်ဆက်ပွဲဆိုအဲ့တိုင်းပြီးပြက်တာပဲကြားဘူးတာတွေပြောတာပါနော်ဘာလို့ဆိုမကျွမ်းကျင်ပဲနဲ့ရှောက်လို့တာကိုအခုလဲဒီမှာကာလုဒ္ဒယီပဲနဲ့တော့ဘာမှမကျွမ်းကျင်ပဲနဲ့သူရှောက်စီစဉ်အဲ့တော့ယဟန်နေကုံကစိမ့်ကလေးဟာဖြစ်ကုန်ဘာမှအဆင်မပြေတော့အဲ့တော့မပြေပါများတော့ဘုရားသွားလျှောက်ရှင်ဘုရားဒီလိုဖြစ်ကုန်ပြီယဟန်ကြီးတွေကတော့မထေရကြီးတွေကတော့သိခံပြီးတော့နေကြပါတယ်သို့တော်လည်းပဲတရားဓမ္မတွေဘက်ကကြည့်တော့သာသနာတော်ကြီးဟာကစင်ကရဖယုဖယနဲ့အစိအကောင်မတည့်ပဲနဲ့ရှင်ဘုရားဆုပ်ယုပ်နေတယ်တရားဓမ္မတွေအကျိုးစီးပွားပြက်ပြားလာနေတယ်တရားတရားတွေဆုပ်ယုပ်လာနေတယ်အဲ့ဒါငဲ့ညာပြီးရှင်ဘုရားဆုံးမပါအောင်ဆိုတော့ဘယ်သူတော့กว่าဆိုတော့ဘယ်သူလဲတော့ကာလုဒ္ဒယီဩဒီကောင်ကလည်းဟိုတုန်းကလည်းဟုတ်တဲ့ကောင်မဟုတ်ဘူးတဲ့ခုလည်းဟိုတုန်းကလည်းမဟုတ်ပါဘူးခုလည်းဘယ်တော့မှလည်းဟုတ်မဲ့လူတွေမဟုတ်ပါဘူးကာလုဒ္ဒယီပြောတာပါသဘောပါလားဟိုတုန်းကလည်းဒီကောင်ဘာမှမတတ်ဖဲတဲ့ရှောက်ရမ်းစီစဉ်လို့ဒီကောင်ဒီလိုပဲအကျိုးစီးပွားပြတ်ဘူးတဲ့အခုလည်းလုတ်ပြန်မလားဒီကောင်ဘုရားကဘုရားအဲ့ဒီတော့ဘုရားကျွမ်းကျင်တဲ့ယဟန်ဓမ္မပေါ်လေဒါအနားမှာပညာရှိတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်အရှင်ဘုရားတဲ့အခုနေရမကြအခုမဟုတ်ပုံသူနဲ့မထိုက်တန်ပဲနဲ့ထိုက်တန်ရမဟုတ်ဖဲနဲ့ဝင်ရောက်ဆက်ဖက်ပြုမှုတတ်တဲ့အပြုမှုတော့မြင်ပါပြီတဲ့အရင်တုန်းကအမြန်သူဘလို့ဘာတွေလုပ်ခဲ့သေးတယ်ဆိုတာတပည့်တော်တို့သနာခြင်းကိုအကြောင်းပြု၍ဆုံးမတော်မူပါဘုရားဆိုတော့ဘုရားရှင်ကိုလိုမြတ်ကြီးပြောတယ်ဆိုတာက
ကာလုဒာကြီးအကြောင်းပြောတယ်ဆိုတာကာလုဒာကြီးကိုရှုံချခြင်းလို့ပုတ်ကခြင်းလို့နှိပ်ကွက်ခြင်းလို့ပြောတာလားအများကိုပညာပေးလို့ပြောတာလားဘယ်ဒါလေးလဲသိဖို့ကောင်းတယ်ဘုရားနဲ့တကွဘုရားရဲ့တပည့်သားတွေပြောဆိုနေကြတယ်ဆိုတာလူတွေရဲ့အတင်းမဟုတ်ပါဘူးဟမ်ပြုပြင်စေခြင်းလို့ပြောတာကောင်းစေခြင်းလို့ပြောတာအဲ့တော့ဘုရားကအခုပြောပြီဆိုတော့ကဲတို့အရက်လို့ပြောရင်ဒါကာလုဒာကြီးကိုအပုတ်ချတော့မှာပေါ့ဒါဖြင့်ဘုရားကအပုတ်ချတယ်လားကာလုဒာကြီးကိုတခါနဲ့နှိပ်ကွတ်တယ်လားဒါဖြင့်တွေ့တာလားကဲတာလားအဲ့ဒါလေးပြောင်းပေးခြင်းလားဟမ်ဥဒုမင်္ဂလာလည်းလိုက်တွဲနေတာမဟုတ်ဘူးနော်ဘာလို့နေတာလဲကဲနေတာတို့ရိုးရိုးလေးနေလို့ရတယ်ဘုန်းကြီးပဲယဟန်ပဲအေးစေးပါဆွမ်းကန်ထွက်เสียတော့မလိုပါဘူးကျောင်းမှာဆွမ်းဟုတ်တွေပုံလို့ပါအိမ်မှာကျောင်းကိုနေရာလေးနဲ့ကိုနေစိန်နဲ့နေလို့ရပါတယ်အခုပင်မခံပြီးတစ်မြို့3ရက်လျှောက်ပြီး9ရက်လျှောက်ပြီးကိုနေရာမဟုတ်ဘူးဆိုကြတဲ့ကဘယ်နေရာမှအဆင်မပြေဘူးရှင်းလားအဲ့တော့ဒီလောက်ပင်မခံပြီးလှုပ်ပေးနေတာကျုပ်တို့အတွက်တော့ဟုတ်ပါဘူးဘယ်တော့ခုလူလိုက်တန်းလိုက်တာလည်းဟိုမှာဝေပုံကြ300ဆွဲရမှာဒီနေ့လူမနေ့ပြန်မရှိပါဘူးကျုပ်လက်ထက်မှာရှင်းလားဟိုမှာပညာရေးကုညီမှုဖောင်ဒေးရှင်းတွေကျန်းမာရေးကုညီမှုဖောင်ဒေးရှင်းတွေနောက်မှအသင်းတောက်အသင်းခွဲတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်ခုပညာရေးနယ်စပ်ဒေသကိုဦးစားပေးပြီးလုပ်ပေးနေတယ်နောက်မှမရှိဆင်းရဲသားချို့တဲ့သူတွေနဲ့မိဘမဲ့များအတွက်စီစဉ်ဖို့ဖောင်ဒေးရှင်းတွေစတင်ပြီးတည်ထောင်ထားပြီးမန္တလေးမှာနောက်ကျမ်းမာရေးစင်ကြေဘုံရက်ခွက်နဲ့မရှိဆင်းရဲသားတွေကိုနယ်လက်ကွင်းဆင်းပြီးတော့ကုသမဲ့ဆရာဝန်များနဲ့ဖောင်ဒေးရှင်းဖွဲ့တွေဖွဲ့ထားပြီးအဲ့တော့30ရာတွေအများကြီးပေါ့လေအဲ့ဒါပဲလေတချို့ကြတော့လေတရားတစ်ပွဲအရှင်ပြသိန်း30မှသွား40မှသွားဘာတွေလောက်တာတော့ဆိုတဲ့လူတွေကရှိသေးတာနော်အဲ့တော့အုံနောက်မရှိတဲ့လူတွေတော့အလုံးမရှိဘူးပေါ့ဗျာသဘောပါသလားအဲ့တော့ကိုကျိုးစီးပွားအတွက်တို့အလုံးလုံးနေတာမဟုတ်ဘူးဆိုတာတော့သိဖို့လိုတယ်ပေါ့ရှိပါသေးအဲ့ဒီဘိုင်းကဒါဘလို့ထင်မှာကိစ္စမရှိပါဘူးဘလို့ချင်လို့မင်းဘာလို့ချင်လဲမေးလိုက်ကုန်မယ်နော်အဲ့ဒါနော်တို့ကတော့ကြိုက်တဲ့လမ်းကလာခဲ့ဆင်းသိမယ်အဲ့တော့ဆိုလိုတာကနော်ထိုက်တန်တဲ့အလုပ်ကိုလုံးမှထိုက်တန်တဲ့အကျိုးကျေးဇူးဆိုတာရမှာအဲ့တော့ကိုယ်နဲ့တန်ရာလုံးနိုင်ဖို့လဲလိုတယ်မနိုင်ဝန်ထမ်းနေရင်ကောနေရာကြပါမလားအခုဒီမှာကာလုဒာကြီးခတ်တီနဲ့ဝင်စီစဉ်တဲ့ဒီအလုပ်သူကျွမ်းကျင်သလားမကျွမ်းကျင်မဲနဲ့အာဏာယူထားတော့နေရာယူထားတော့အလုံးကစင်ကြရာဖြစ်ကုန်ယဟန်တန်ဃာတွေဘာတကူမှအဆင်မပြေတော့မပြေတဲ့အပြင်တရားဓမ္မတွေမှာလည်းလူရတန်းရတာအဆင်မပြေတော့တရားနာကြားခြင်းတဲ့လူကတရားဟောဓမ္မဂရိကရောက်မလားဟမ်အမျိုးစုံကစင်ကြရာတွေဖြစ်ကုန်အဲ့ဒါဘုရားပြောတော့ဘုရားကြီးကိုတော်မြတ်ကြီးကအေးကွာနေရာမကြတဲ့လူကလည်းအခုမှနေရာမကြတာမဟုတ်ဘူးဘိုးတော်ကလည်းဒေဝရလည်းခုမှမိုက်တာမဟုတ်ဘူးကွာဘိုးတော်ကလည်းသူကမိုက်စကိုဇတ်မသိမ့်ကျင်ဘူးဖြစ်တယ်ဇာတလည်းခုမှမားတာမဟုတ်ဘူးကွာဘိုးတော်ကလည်းမားတာပဲဘုရားတို့ကျိုးတို့လည်းရှင်းသလားကြောက်ပြောင်းကခုမှဆူတာမဟုတ်ဘူးကွာရှင်းသလားသဘောပေါက်ကြရဲ့လားကိုအကျင့်ကိုရဲ့အမှုစရိုက်ကလေးဟာကိုအတွက်နဲ့သာသနာသိက္ခာကျသွားမယ်ဆိုရင်ဘယ်သူအဖြစ်လဲတာဝန်ယူဖို့လိုတယ်ရှင်းသလားငါတို့လက်ထက်မှာသာသနာအယောင်တောက်ပြောင်စေရမယ်ဟင်မညုံမေစေရဘူးဘုရားလက်ထက်မှာတရားနာပရိသတ်တွေဒီလိုဆူနေလို့တော့ဘုရားတရားမဟုတ်ပြန်သွားရှင်းတယ်နော်ဇေတဝန်ကျောင်းထဲမှာတန်ခါသသိန်းလူပရိသတ်အများကြီးရှိတယ်ဘုရားစကားမပြောသေးရင်တရားမှတုတ်မှမပြောဘူးငြိမ်ပြီးတော့နေတယ်ရှင်းလားဘာကိုအဓိပတိထားဘုရားတရားတန်ခါပြန်ပြောဒီနေရာတရားဝဲကျင်းပမှလို့ဆိုလိုက်တာနဲ့အဲ့ဒီနေရာမှာဘုရားဤဂုံတရားဤဂုံသံဃာဤဂုံအကုန်ကိန်းကွက်နေပြီဆိုတာလေးအာယုံပြုထားပါနာမည်ကဓမ္မယုံဓမ္မအာယုံချက်စားရာနေရာရှင်းလားဘုရင်ပြောတာလေးတွေခင်ဗျားတို့အတွက်တန်ဖိုးရောရှိရလားရှိပါဘူးပြောသင့်လို့ပြောနေတာနော်ကိုတန်ဖိုးကိုပဲဖော်ရမှာဟမ်ရှင်းသလားရှင်းပါ
Machida te Say general say Bazi. No? A thick pinya she tie. Mama Gongezia. Who told me Mananga? Kabama Oxtonga Nanga, say a donanga. I'm an aroma chef who era. I'm a Zarita pianino. Shit. Eh? Sangele Lula Yamatayo. Gale, a net hana doma, Yanya, Chow to Tajia, Migo Biamal. The cool Nanga. The cool, the word, Damia. Eh? Who you want any of Damia Pico? No? Oh, the cake at the cool. Cool downer. Cool. My baby Malo or the Damia Pico. Chena. Eh? The diner said, Waja, Shesia dog only. Shena. Eh, be name of Biene. Eh, Era. Tapaman and Buddha Mother and Lalo, let you to the Kilavi. Shenai Saraita Mandai, Yimjiula. Tanya Bayamazoera, wouldn't know. The Eddie Pidware Chima, Champion Teto. First time volley, Chowla Thena, Thinganza, Koska, Tawamako. And a champion Damazo, Lola and Boy Mara, but there who a job. You Mingulu, who you gave out about. Baboy and Mimi, don't go alone. Anyway. Don't learn as a deaf who's a mule Lugidia, coffee, the deep beat, Ugumingla. Yeah, me, that queen ye quite. Don't learn any boy, Nanya, Rataya. Me at Lubiomi at Lugidia, Lugidia joke with Yaza, I will pay you a bit of your. I don't know as well. Hello, Erago. Any don't learn a yam boy, a queen ye lieutenant. Bama Madape, you are my boy, Joe Shitty. Shena. Chola dinner and ghost the woman be there. Don't learn it, Belulo Timale. Bama Madape, Joga, a Guelamago, Kayamala. I don't want Joe Yoga, Joe, you have your about, I have a Jada Loba. Shena. Tambu. Korenga Tambu, Tadama Tambu, Shiva. Shena. Gudana Rojiha, Gabama. A council of Soma in a poesy tare Dana. Shena. Didana, she has done it. Drovanu, a chinny, Zaidari, Sigdati, Pipiani Raha. Dana Roji Jona, Mimiru Niamajara. Kuniamajara and Dadamimagao. Viva Gao, Boda Dana, what they kajan. Shindra, da Biodem, see them, hey, Ero, Madida, Keda, the Cheshire. Madida, Baket, Madijina, Boket, Babokete. The diamond, the Jamla, Dijin, Zagale, Mujamla. Eraba, Gondo, me lonely one, Dumia, Mandalay, Mono, Mandabu, Mamamula, Mamamu, Malomane. Go by Yana Sinaba. Shinra. Go by the Aujudaba, Hodala, Mahobula, Mandala, Mamamula, Gaunala, Magamula. Shira. To me up as that, Lamas holding it. Chinadala, call me. Ediba. Garuda, you take a load of Piaga, Bureau, Piago, Romagigo, Wine Townman and Piaga, and take Zagalego, Hoam. Yasin Goromaji, Data Sauno, Baranathi people, Yamada, many Ocho Nido, Dave Gomar, no? And that or Doromia, Dave, Surodu, Bamane, Masima, Pia Varet, Baranathi, no? Menga, Dave, Ero, that could Muketo, Golo, Dangan, Ligre, Jabu. Erima, Paya Alonga, many Ama. One G boy. By one year, so ya be one year. By 1 year. Eh, do I come you see John Chin that way? I don't know me Noiri that young one no more, no? Hello. Jautan Baramiaga Sabi Bope Gariba, so go longo, John Chin and Boko Peter to Payaga, Shipping ye, Babit. Ya. Hope you know? Mingo de la Young Mingo G, me and Gaya de GBC Chape, Shiminga Weboli.
Yerana Layang Weboli. Elo Yabia Biro Yabia the Manga, Pia Launzura Binyashi, Tamadama Lenja, Elo Yang Dule Simbiao, where Dule Simbia. Yang Dule Manina, where Dule Manina Ajusia. So we don't carry to a Piapiro. Eri Biamara Meniga Pia Long Yabiango, the Bomajau. Đi con ya phép bồn này đồng ngã sĩ thì cũng nó mà, tôi không đây không ngã phải cả pin đi rồi, chào nhau miền đi con một lúc, đi con đấy đâu mà phim, bây giờ bài gì, bài gì, nghe luôn này chú luôn này, tôi nói chú về lúc phim học, xem bây giờ bài gì. Yabia got the teacher alone, and do not have a few. The kid of the Balo or Nano Tagani, Chani, take on Ayalu show up, and look show up, sense that. A G day in a Nano bring a langi, the Ludia was not doing. El do a Galuda Lambo, no? El Ludia got Babo Labo Bayambara, Nebon Timo Bayambara, so that's it, I got born it up. No? Luria Mujing Arabe, Loma Gilia Lua Shabia shouted. No? Doda Gilia Lua Panam Bobo with water, Lulaga Machia Lona G and Doda, no? Shenala Moha Aji de Lua Bibi Gila Lona Jara. The Boba, my Abia de Suramulu, Era Baji, Mohaji. But these have a company, so Era, no? Andဒီဘုံကိုရဲ့အမူအကျင့်ကိုကြည့်လိုက်တယ်ရှင်ဘုရင်ကြည့်ဒီကောင်ကတော့နည်းနည်းလက်ပေါ်လော်လီတဲ့ပုံစံရှိတယ်ငါနဲ့ကြိုက်တယ်လာပြီလားဟမ်ဘာလို့တတ်တယ်လက်ပေါ်လော်လီတဲ့ရှင်ဘုရင်သူနဲ့တန်ရာပဲရမယ်လို့ပြောတာနော်သူစိတ်ကလည်းအချောင်ကြိုက်တော့အချောင်သမားနဲ့သွားတွေ့မှာအဲ့ဒီကောင်ခေါ်ပြီးတော့လာမင်းငါပြောတဲ့အတိုင်းလုံနိုင်သလားလုံနိုင်ပါလေဟမ်တမိုးမရှိတဲ့လူဆိုလို့ပဲရှင်ဘုရင်ပြောတယ်မင်းငါပြောတဲ့အတိုင်းလုပ်နိုင်မလားတဲ့ဗါလဲတော့နည်းနည်းမှမစင်စားတော့မင်းသွားသေးလိုက်ဆိုဘယ်နဲ့လုပ်ရှင်းလားအဲ့ဒါဘာလို့လဲလုပ်နိုင်ပါလေမစင်စားဘူးကြိုက်သွားပြီရှင်ဘုရင်ဒါမျိုးကြိုက်တယ်နော်ငါထောက်ခံမဲ့လူပဲကြိုက်တာကွာဟမ်ငါပြောတဲ့အတိုင်းလုပ်ပေးနိုင်တယ်ဆိုရင်โอเคပဲအဲ့ဒါပြီးမင်းရာပြတာဝန်ယူဟိုကောင်တော့တိုင်းရဘုရားလောင်းကရာပြကဘာဖြစ်သွားအနာပေးလိုက်သွားမင်းအနာယူတော့ဒီလူရာပြငါပြောတဲ့အတိုင်းဖြတ်ဘာလဲရာပြကြီးဝင်ကြီးအသက်ခံနော်ဒါဝန်သက်နဲ့ဘာနဲ့ဖြစ်သွားပြီတိုင်းကြီးမှာဘာရဏသိမှာနော်ဟိုမမကန်လို့တော့ကောင်ပေးပဲနော်ဖြစ်ခဲ့ပုံပြောပါတယ်နော်ဒါဘုရားလောင်းကရရှိကိုတော်မြတ်ကြီးပြောတော့ဗာရဏသီဒီရာပြကလည်းကဲရှင်မင်းကဒီလိုဖြစ်ခြင်းကဖြစ်ပေါ်ငါနားတော်နားလေးဆိုလည်းဘုရားဘူးလေးပါလေးသွားပေါ့နော်ငါပလီလေးပါလေနားနေလိုက်တော့ပေါ့အဲ့ဒီမှာဒီဂါရုဒါကြီးအလောင်းအမတ်ကဟာလာသမျှအကုန်လုံးသူကြိုက်တဲ့ဈေးသူလှုပ်ရှင်လို့ရှင်ပြင်းဖြစ်နေတာအကုန်ဖြတ်ပေးလိုက်ဆိုတော့ကုံတယ်တွေဘာဖြစ်တော့အထိနာကုန်ငရင်ဆိုတော့လည်းဖြတ်ပြီးရောင်းရတော့တာဟုတ်ဗျအဲ့တော့အဲ့လိုနေတဲ့နေရာမှာတနေ့ကျတော့မြင်းကုံတယ်တွေနော်တခြားသောတိုင်းပြည်တွေကမြင်းကောင်းကောင်းထွက်တဲ့တိုင်းပြည်တစ်ခုကမြင်းကုံတယ်တွေလာတော့မြင်းကောင်းကြီးတွေ900ပါလားမြင်းဘယ်လောက်ပါလားအရင်ရပြတုန်းကတော့သူတို့ကအဖိုးခကောင်းကောင်းရတယ်ဒါရှင်မင်းရဲ့တိုက်ရင်အားဖြည့်ဖို့ဆိုပြီးတော့မြင်းနေပေါ့ဒါရောင်းတော့ဒါသွင်းကုန်တစ်ခုအနေနဲ့သူတို့ယူလာပြီးတော့ဒါအပ်တော့ရပြကဒီတစ်ခါတယောက်ဖြစ်နေအဲ့တော့ရှင်မင်းရှိတယ်မဲ့ရှင်မင်းဟာမြင်းနေ900လာတယ်ကဲရပြကြီးဖြတ်စမ်းဒါဘယ်လောက်တန်တော့အဲ့ဒီမြင်း900ဘာတန်မလဲဆန်တကွန်းစားလောက်ပဲတန်ဆန်တပီပေါ့ဗျာတကွန်းစားဆိုရှုပ်ပါတယ်ခုခေတ်လို့နားလည်အောင်ပြောပါတယ်ဆန်တပီပဲတန်တယ်ဘယ်လောက်တဲ့ဆန်တပီပဲတန်တယ်တဲ့အဲ့ဒီမြင်း900ကိုရှင်မင်းဆန်တပီပေးလိုက်ဘယင်ကဒါဘာဖြစ်လို့တော်စိတ်ဆိုးသွားမယ်တဲ့နော်မြင်း900ကိုဘယ်လောက်တဲ့ဆ
Santabi de Zoro Oga Yingon there Hi Double Hitler Hobino Actually the young woman he won't you won't do no I go young people to look away so Mahoba move your mother who are being pinned no I can't do it they were all do young I since I do since I'm all to be better man Baba the land the child who's open up in Mamuji young Boba being at the Bibe Yabia so Janago the old when I'm la when I know where you Shilla I know all I can't do it go no you go there Balu in Yabia Laisha I don't want you to be able to Laisha do you do I did it do I Lula Piabu Danilu no no Jejo to be the night I know the car I don't do it so you know how much balloon have a long Yarubi Yarubi no I'm a young way, ha, young way, who Mingaya de la, in the Coca Majima like Dali, Mingaya. I go on the share, Yabi, well, Agama, who was, seeming a Yabiabo Jiba, Blabja like those, Sanabi, eh? Mingaya, low about it. The ground down Sanabi Mikau. No? Who Ngaya about it. Sanabi, Yabia like that. Oh, I don't know. I gave out ya, Juru, my young man, like a being loyal Yarama, Mubuma, Wayama, Mobu. She mean at the Viviana, Zoradura, Bo, where the Bakama Boya. No, I don't want to see that, no? Ella, gave out to the Ordilula, Eva Guard, Nale, Madagalo Geniala, Todo Leve. I mean, I don't cry on the Conde let Doromia, you show me the Biangoya. It will be that in a Gondoka out, Nishimi and Lobonet of Penny. And the Decaro, I'm a ballon of it of who, the DBC and Amantana BC. Mino to let Nina and Yado let Tigades or Dilogua, Nishi, what I'll be like. Eri Yabiago, Mino. See no? Era low light, no? Era the low sheet. So the piano, let me let you up here, no? Hello, boy. The Yazaga, Pipi, no? You be the Gaha, the John the Bite, not on we coaches swallow, Maya. That was said of your lobe. Tilugu Sero, if you mention the lobe, hey, Taulan Yedi, SVD. Well, I am in the zone desire, doubt to Maya, Mabido, or Guamabone, Guayudua. No? Attack go Erigo Bola. Shena. So when I let the diamond of your Kajoka John Malone, you do a minimum. Shena? Era. Babylon also, Dimagili. Did I so be a Bayala, La Beda, I pay the low, Chinny. To a minute, pay Baby don't have your low. Oh, Pia Longa, La Bemugu, Abida La, but he is here. Dalile Qua, Dalile people loaded. And I thought, like any bogo at the Bora Manelu Mahobure, Bora Mamma La Yumauya. La Bella you load there, Sura, Tambo machine to the loaded look. Shena, say that for Amashidu, a thing Yambian Yamashidu. How about I? Hello, the Bogo and the Gugrea in Chini Manala. Mamma move, but you kind of I long asOgrega and do my same view. Hello, don't say that go there as well, Labilla. Baby of your Eddie Santa Gonza, Kuminga, Yago, Santa Gonza, Santa Binet, and so on. Eddie Santa Bible out than Elo do me. How about that? Below than to be a maid. Maybe no minute to be like Santa Biu below than a semi see your baby. Parana be loud than a lubio. That's a whole lubio, Madame Biola. What, the thing be like the thing. Santa Biu website them, Yingaya are going there, below big hand. Be like the thing. How you know? So go be my bioma.
တော်ရုံပေးလို့တော့မရဘူးပေးတယ်တသိန်းပြောခိုင်းတယ်ပြောပါနောက်နေ့ညီလာခံကိုမင်းအဲ့ဒီအမတ်ကိုခေါ်ပြီးအဲ့ဒီစကားသင်ပြီးလာခဲ့ငါညီလာခံကိုလာခဲ့ညီလာခံပြောလို့ပြ conference နော်ဘာဖြစ်လဲခုမှသတိရသွားတယ်တော့ညီလာခံဆိုရင်တော့စင်တူရိုးမားတွေဖြစ်နေတယ်ဒါ conference နော်ဘာလဲအဲ့ဒါဘိုးလိုပဲပြောကြသူနော်အဲ့တော့အဲ့ conference နောက်တနေ့မနေ့ conference ပါနော်ဝန်ကြီးတွေအကုန်ဆုံးတော့ဝန်ဟောင်းတွေရောအကုန်ခေါ်လာတယ်တော့တိုင်းရယူထားတဲ့ဝန်ကြီးတွေပညာရှိတွေအကုန်ခေါ်လာတယ်ဘုရားလောင်းကလည်းဟိုဘက်ကလည်းရာပြတ်ကိုတခါတည်းပေးကျွေးပြီးတော့သူတို့လှုပ်လာပြီစံတပီဘလောက်တန်တော့ဗာရဏသီပီလောက်တန်ရှင်းတယ်နော်အဲ့ဒါနဲ့ရှင်မင်းစီရောက်သွားပြီးတော့မြင်းကုန်းတယ်လာတယ်ဘုရင်ကြီးအေးဟုတ်ပြီလာပြီပေးလိုက်လေကွာမင်းတို့စံတပီနော်မြင်း900ဝယ်မှာပဲတော့မင်းတို့ရောက်မှလားဟိမမင်းကြီးတဲ့ကျွန်တော်တို့ယူလာတဲ့မြင်းတွေဟာအတထိုးမြင်းလောက်ကောင်းတဲ့မြင်း900ဖြစ်ပါတယ်တဲ့အဲ့ဒီမြင်း900ကိုသင်ကစံတပီနဲ့သင်ရပြက်ကဖြတ်တော့ကျွန်တော်တို့မသိလို့မေးမရစေတဲ့အဲ့ဒီစံတပီဘယ်လောက်တန်ပါသလဲဟုတ်ပြီနော်စံတပီဘယ်လောက်တန်ပါသလဲဆိုတော့ရာပြဟေးရာပြပြောစမ်းကွာစံတပီဘယ်လောက်တန်လဲမေးနေတယ်မလားပါမင်းကြီးတဲ့အတွင်း12ယူဇနာအပြင်ယူဇနာ300ကျယ်တဲ့ဗာရာဏသီလောက်ထိုက်တန်ပါတယ်စန္ဒပီအတိုင်းပြည်တွေပဲဘာမရှိလို့ဘာမရှိတာလဲဉာဏ်မရှိတာဒါသူနဲ့ထိုက်တန်တဲ့အလုပ်လားမဟုတ်ဘူးအခုလဲသူ့မှာသဘောထားမှန်တဲ့အယူဝါဒရှိသလားရှိပါဘူးဗျာစစ်မှန်တဲ့အကျင့်ဇာရိတ္တရောစိတ်ဓာတ်ခွန်အားလည်းမရှိဇာရိတ္တမှန်တိုင်းလည်းမရှိအသိဉာဏ်ပညာလည်းမရှိနာရပြခံထားတာဟုတ်ဗျာရှင်းလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုဟိုကလက်ထိုးလိုက်တာနဲ့ဘာလဲဘလောက်တန်သွားတဲ့သန္တပီဟာဗာရာဏသီပြည်လောက်တန်တဲ့အတွင်း12ယူဇနာတဲ့အတွင်းဆိုတာဗာရာဏသီရဲ့တတိုင်းက12ယူဇနာပတ်လည်မှာခတ်ထားဟုတ်ပြီနော်ဗာရာဏသီပိုင်နက်ကယူဇနာ300ကျဲဟုတ်ပြီနော်အဲ့တော့အဲ့ဒီအကျဲဝန်းကိုသူကပြောတယ်12ယူဇနာအတွင်း12ယူဇနာအပြင်ယူဇနာ300အကျဲရှိတဲ့ဗာရာဏသီနဲ့တန်ဖိုးချင်းညီမျှပါတယ်ပြောလိုက်ဘယင်မျိုးလုံးပြူသွားရှင်းလားဘယင်ကလည်းလစာတလောက်ပေးပုံမရဘူးကြည့်လက်ကဘယ်လောက်ထိုးသသိဆိုတော့အဲ့ဒီမှာရောက်နေပြီဖရာလောင်းကနောက်ကအမတ်တွေအများကြီးမရှိဘူးလားရှိပါပါဗျာဩမင်းကြီးတဲ့တင့်ဘာဒနတိကစံတပီလောက်ပဲတန်သလားအမတ်တွေကပြောပြီသဘောပါသလားဘာရဏသီကတဲ့ဒါကြောင့်ဒီလိုကျွမ်းကျင်တဲ့ရာပြတ်တွေဘာတွေနဲ့ဆိုတော့မင်းကြီးဒီရာပြတ်မျိုးနဲ့တော့မင်းကြီးနဲ့ပဲတန်ပါတယ်ဘယ်သူမဆိုတန်ရပဲရတယ်အဲ့ဒါလေးမှတ်ထားသိလို့ရပါပြီရှင်းသလားသဘောပေါက်သလားအေးငါတို့သာသနာနဲ့ထိုက်တန်အောင်လုပ်မှသာသနာငါတို့လက်ထဲမှာရှိတော့မှာနော်ရှင်းသလားမဟုတ်ရင်တော့ရာပြတ်နဲ့တွေ့မယ်ရှင်းကြလားအဲ့ဒါဘေးကအမတ်တွေနဲ့ဘုရားလောင်းကဘာဝင်ပြောလဲဆိုမင်းကြီးတဲ့ထိုက်တန်ပါပဲတဲ့ဒီလိုရာပြတ်မျိုးနဲ့အသင်မင်းကြီးနဲ့ပဲထိုက်တန်ပါလေဆိုတော့ဘယင်ညီလာconference ကြီးမှာဘာဖြစ်သွားလဲအဆက်ကွဲသွားပြီဘာဖြစ်သွားလဲရှင်းရလားဒီဇလန်းတော့ဆက်ပြောလို့အပူပဲဒါပဲပြီးပါပြီဟုတ်ပြီနော်အခုလဲဦးဇင်းတို့တရားပွဲကြီးမှာသာသနာတော်နဲ့ထိုက်တန်အောင်ပြုမှုနေထိုင်ဖို့ပြောတာဒီပြောတိုင်းမပြောတိုင်းจิตအမจิตအ
ထိုသူတော်ကောင်းတို့မှာတန်ဖိုးရှိတဲ့အဆုံးအမတွေနဲ့တန်ဖိုးရှိတဲ့အပြုမှုအနေအထိုင်အကျင့်ကြံမရှိဘဲနဲ့ထိုက်တန်မှာမလားရှင်းရလားတို့ထိုက်တန်တဲ့စိတ်ဓာတ်တွေရှိအောင်မလုပ်ကြဘူးလေ့ကျင့်ကြပါသဘောပါသလားဟင်ထိုက်တန်တဲ့အရင်းအနှီးမရှိဘဲနဲ့တန်ဖိုးရှိတာကိုရနိုင်ပါမလားဗုဒ္ဓံဆိုတဲ့ဘုရားယရနာသည်လောကမှာတန်ဖိုးရှိမရှိအဲ့ဒီတန်ဖိုးရှိသောယရနာကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ထိုက်တန်တဲ့အရင်းအနှီးတော့ပေးရပါလိမ့်မယ်ရှင်းသလားဘာမှအချောင်လိုခြင်းလို့တော့ဗာရာဏသီမင်းကြီးအချောင်လိုခြင်းတော့ထိုက်တန်တဲ့အချောင်သမားနဲ့ပဲတွေ့သွားရှင်းသလားအဲ့တော့တော်အောင်တို့တရားရှိအဲ့ဒါလို့အချောင်ပဲကြိုက်ကြမလားထိုက်တန်တဲ့အရင်နီးပေးကြမလားရှင်းသလားမိမိကိုယ်တိုင်လုံလဝရိယဉာဏ်ပညာကိုအာမကိုပဲနဲ့ဘာတစ်ခုမှအလွယ်တကူရနိုင်တယ်လို့မရှိပါဘူးရှင်းသလား900ရခြင်းရင်900တန်အောင်လုပ်ပါ9000ရခြင်းရင်9000တန်အောင်လုပ်ပါရှင်းသလားဒီနေ့အမတန်ဖို့တန်တဲ့သာသနာတော်ကြီးအတွတ်ရှိတည်တံ့ပြန့်ပွားခြင်းနဲ့ဆိုရင်သာသနာနဲ့ထိုက်တန်တဲ့အမူကျင့်ကိုရှင်းကြပါရှင်းသလားဘုရားကဘု து ကိုဘု து အားကိုးဘယ်လိုအကျိုးပေးမလဲအဲ့တော့တန်တရားတစ်ခွင်မှာခင်ဗျားတို့ကျိုးတို့အဝိဇ္ဇာပစ္စယသင်္ခါရရမ်းလုတ်ခဲ့ကြတဲ့အတွက်ဗယံပရာဘေးကြီးသိနေပြီအခုလဲသင်ဆဲပဲဆိုတာမသိကြဘူးလားသိညင်လို့သိခဲ့တာလားအလုတ်လွဲခဲ့လို့လားအဲ့တော့ဦးဇင်းကတော့အလုတ်လွဲတယ်ဆိုတာထက်ဒီတရားပွဲမှာတစ်ခုပဲပြောချင်ပါတယ်အချောင်ကြိုက်ခဲ့လို့ဘာဖြစ်လို့လဲအဲ့တော့အချောင်ကြိုက်ရင်တော့ချောင်တာနဲ့ပဲရမှာရှင်းသလားဘုံမှာသွတ်ချောင်ကြောင်အမောင်းနဲ့အမတ်နဲ့သွားတွေ့တယ်လေရှင်းသလားအရေးချင်းမပြည့်မီတဲ့အမတ်နဲ့သွားတွေ့တော့ဗာရာဏသီတပြည်လုံးဘလောက်ပဲတန်တော့လဲသံတပြည်တန်တော်သေးတာပေါ့ရှင်းလားတပြည်ကိုမတန်တော့ရင်ခက်မနော်ဟမ်ကြည်ရောကျင်ကလားသဘောကျရဲ့လားအဲ့တော့မှတ်သားစရာလေးတွေဦးဇင်းတို့ဒီလောက်နဲ့ပဲဏိကုံချုပ်ပါပြီအဲ့တော့အာလုံးသတိပညာကိုအရင်တီးပြီးတော့ထိုက်တန်တဲ့အရင်ဤတော့ပေးကြပါမယုံမလွန်နဲ့ကြိုးစားမှုလည်းစိုက်ရပါလိမ့်မယ်အချောင်ရပါမလားမရပါဘူးတတိထားဝရိယစိုက်ပညာနဲ့ကြီးပြန်ပြောပါမိမိရောရောပေါ်ပေါ်ဆဆနေကြမလားကြိုးစားကြမလားသာသနာနဲ့သက်ဆိုင်တဲ့အလုပ်လုပ်ရင်သာသနာနဲ့ထိုက်တန်တဲ့လူတွေဖြစ်အောင်ကြိုးစားပါရှင်းသလားတို့ဘုရားရှင်ကြီးကစိတ်ငြိမ်မှုကိုလိုရှိရဲ့ငါတို့လည်းစိတ်ငြိမ်စွာနေမယ်စိတ်ငြိမ်စွာနေခြင်းအပြင်ဘုရားတရားသံဃာကိုပူဇော်မယ်ရှင်းသလားမှန်သောစကားကိုပြောခြင်းဖြင့်ကိုယ်ဘဝတန်ဖိုးကိုကိုမြင့်တင်ပါရှင်းသလားမမှန်သောအလုပ်ကိုမလုပ်ကြပါနဲ့တဘဝတဏ္ဍစာကိုမကြည့်ပါနဲ့ကြည်ရသလားမိမိရဲ့အနေထိုင်ပြည့်ရွှင်ချွတ်ယွင်းမှုကြောင့်သားစဉ်မြေးဆက်ပျက်စီးဆုံးရှုံးမဲ့အလုပ်မျိုးကိုမလုပ်ပါနဲ့သာသမီမကောင်းတာသည်မိဘကောင်းမဲ့တာဝန်ယူတတ်ပါရှင်းသလားဒီနေ့သာသနာတော်ကြီးကဘသူတွေလက်ထဲမှာရှိပါသလဲဒါပြင်ဘသူတာဝန်လဲတာဝန်ကြည်ပါစေရှင်းသလားအဲ့တော့ခုခေတ်ကြီးကမကောင်းဘူးဘုရားလို့ညီးနေရအောင်ခမည်းဘလောက်ကောင်းသလဲလို့မေးရပါလိမ့်မယ်တန်ရပဲကြည်လက်သလားဒါဖြင့်ဗာနဲ့နေကြဉာဏ်နဲ့နေဉာဏ်ဆိုတာအကောင်အဲ့တော့ယံလို့ကြမလားသိအောင်လုပ်မလားဘာလို့ကာယကဝစီကမနောကမှာဘာဥစည်းရမလဲရှင်းသလားမနေ့ကပြောခဲ့ပြီနှစ်ဖက်မြောင်ကြည့်ပါရှင်းသလားထိုက်တန်တဲ့အရင်နည်းတွေပေးနိုင်အောင်ကြိုးစားပါမိမိရဲ့စိတ်ကိုပြုပြင်ပါရှင်းသလားကဲဒါဖြင့်ခန္ဓာဘယ်နှပါတော့တို့ရထားတဲ့ခန္ဓာကြီးကမြဲသလားမမြဲဘူးလားပိုင်သလားမပိုင်ဘူးလား
အဲ့တော့မမြဲသောမပိုင်သောခန္ဓာကြီးကိုအရင်တည်ပြီးတော့အကျိုးမရှိတဲ့အလုပ်လုပ်ပြီးအချိန်ကုန်မလားအကျိုးရှိအောင်နေကြမလားအနေတတ်မှအနေမှန်မှရှင်းသလားဒါဖြင့်အနေမှန်အောင်ကြိုးစားကြစို့ရင်းနှီးမှုတော့အချောင်တော့ချောင်နာများလိုချင်ကြသေးလားမလိုချင်ဘုသူဝိရိယဘုသူစိုက်အားလုံးကြိုးစားရင်ရနိုင်မရနိုင်ပြင်လို့ရပါဦးမလားယုံသလားယုံရင်သတိထားအဲ့တော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲတော့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရားဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ယရနာနဲ့ထိုက်တန်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲဏိဂုံးချုပ်ကြစို့